Hello မင်္ဂလာပါရှင်ဒီနေ့ကတော့message ဒီလေးတက်ဖြစ်တာဖြစ်ပါတယ်ဒါကတငယ်ချင်းတွေနဲ့အတူ message ကိုတက်ဖြစ်ကြတာပါ message လုပ်ပြီးကျမတို့စီကိုလည်းကျေးဇူးများတင်ပါတယ်ရှင်ဒါနဲ့ကျမလှလာစကားမဆက်တာနဲ့ကျမလှလာပေါ့နော်ဒါလေးကတော့ကျမတို့ message တင်လာဖို့အတွက်ကျမတို့အရှိမပန်းလေးနေနဲ့ကျမတို့ကမ်းလှမ်းပေးတာပါဒါကျမတို့ရဲ့လူကြီးပါကျမပြန်နေတာပါပန်းကလေးနဲ့ဒါကတော့ကျမတို့ရဲ့စီးရွာကျမတို့ကိုဂုဏ်ပြုစကားပြောပြပါတယ် necessity တွေဂုဏ်ပြုစကားပြောပြပါတယ်ရှင်necessity ရဲ့ဆောင်းပုဒ်ကလေးပါရှင်ဒါကတော့ medical writer ကျမတို့ကိုဂုဏ်ပြုစကားပြောပြပါတယ်ကျမတို့ရဲ့ writer medical writer ကြီးပါကျမတို့လည်း medical စကားပြောပြပါတယ်ဂုဏ်ပြုစကားတွေပြောပြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ဒါကျမတို့ message တွေမှာသူနာပြု date ထန်ဆိုပါတယ်သူနာပြု date ထန်ဆိုမှုအတွက်ကျမတို့ပြောင်းနိုင်လေးတွေကိုင်းပြီးတော့သူနာပြု date ထန်ဆိုရပါတယ်ရှင်မဆိုခင်ကျမတို့တပုံနေရိုက်ကြရပေါ့နော်မိမိထားတော့တရေပုံဖြစ်မိဖွင့်သွားပြီဆိုတော့ဒါကျမပြောင်းနိုင်လေးနဲ့ကျမရိုက်တာပေါ့နော်message တွေမှာကျမတို့သူနာပြု date ထန်ဆိုပါတယ်ဒါက message ဒီမှာလုပ်ပြီးကိတ်ကလေးတွေပါဒါကတော့ကျမတို့ message ဒီမှာကျူရဲတထေးမင်းတံပေါက်ပါဒီ season ကိုတော့ကျမကြိုက်ဆုံးပါပဲကိတ်ကလေးကရမ်းစားကောက်ပါလေရှင်ဒါကတော့ကျမတို့လက်ဆောင်ရပါတယ်ဒီ